ကဘာပေါ်မှာစစ်တပ်လုံးဝမရှိတဲ့နိုင်ငံတွေရှိတယ်ဆိုတာကိုသင်သိပါသလားနိုင်ငံတိုင်းလိုမှာစစ်ပွဲတွေအတွက်ပဲဖြစ်ဖြစ်နယ်နိမိတ်ကိုကာကွယ်ဖို့အတွက်ပဲဖြစ်ဖြစ်စစ်တပ်ရေတပ်နဲ့လေတပ်တွေရှိကြပါတယ်ဒါပေမဲ့ကဘာပေါ်မှာစစ်အင်အားလုံးဝမရှိတဲ့နိုင်ငံတွေလည်းခုချိန်ထိရှိနေပါသေးတယ်ဒီနိုင်ငံတွေမှာတော့စစ်သားတွေစစ်လေယာဉ်တွေတင်ကားတွေမရှိပေမဲ့အခုချိန်ထိတော့ငြိမ်းချမ်းစွာနဲ့နေကြဆဲပဲဖြစ်ပါတယ်ဒီနိုင်ငံတနိုင်ငံစီကစစ်တပ်မရှိပဲဘလို့ဆွဲမှတ်စရာကောင်းပြီးငြိမ်းချမ်းတဲ့နိုင်ငံဖြစ်နေကြလဲဆိုတာရဲ့စစ်တပ်မရှိတာဘယ်နိုင်ငံတွေလဲဆိုတာရဲ့ကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်နိုင်ငံတွေကစစ်တပ်မရှိပဲအခုချိန်ထိနေထိုင်နိုင်သေးလဲဆိုတာကိုသိရဖို့အတွက်ဒီဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်။နံပါတ်1 Iceland နိုင်ငံကတော့စစ်တပ်မရှိတဲ့နိုင်ငံတစ်ခုရဲ့အထင်ရှားဆုံးဥပမာပဲဖြစ်ပါတယ်။လှပမှုတွေနဲ့ပြည့်နှက်နေတဲ့ဒီကျွန်းနိုင်ငံမှာတော့1869ခုနှစ်မှာသူတို့ရဲ့စစ်တပ်ကိုဖျက်သိမ်းခဲ့ပါတယ်။ကာကွယ်ရေးအတွက်ကိုတော့နေတိုးတပ်ဖွဲ့ဝင်တွေအထူးသဖြင့်အမေရိကန်တွေကိုအားကိုးရပါတယ်။ဒါပေမဲ့အိုက်စလန်ကအကာအကွယ်မဲ့နေတာတော့မဟုတ်ပါဘူး။သူတို့မှာဆိုရင်ကမ်းရိုးတန်းဆောင်တပ်တွေအထူးရဲတပ်ဖွဲ့တွေရှိပြီးနိုင်ငံရဲ့ခြားငြိမ်းချမ်းရေးမစ်ရှင်တွေမှာပါဝင်နေကြတဲ့တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။ဒါအပြင်အိုက်စလန်ကစစ်တပ်မရှိပေမဲ့ကမ္ဘာပေါ်မှာအလုံးစုံဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်နဲ့အစဉ်အဆက်ရပ်တည်နေပြီးစစ်အင်အားကလုံခြုံရေးအတွက်မဖြစ်မနေလိုအပ်တာမဟုတ်ကြောင်းကိုသက်သေပြနေရပဲဖြစ်ပါတယ်။နံပါတ်2ကော့စတာရီကာနိုင်ငံကတော့ကြီးစံနေထွက်စာအုပ်ကိုပို့ပြီးရွေးချယ်ခဲ့တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။1948ခုနှစ်ပြည်တွင်းစစ်အပြီးမှာတော့သူတို့ရဲ့စစ်တပ်ကိုဖျက်သိမ်းလိုက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုရေးဆွဲလိုက်ပါတယ်။ဒီဥပဒေမှာဆိုရင်တော့စစ်ဘက်ဆိုင်ရာဘတ်ဂျက်တွေကိုပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖြစ်ပြောင်းလဲအသုံးပြုဖို့ပြဋ္ဌာန်းခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ကော့စတာရီကာနိုင်ငံကနိုင်ငံရေးတည်ငြိမ်မှုတွေဂေဟစနစ်ခရီးသွားလုပ်ငန်းတွေနဲ့ငြိမ်းချမ်းရေးကတိကဝတ်တွေကြောင့်လူသိများတဲ့နိုင်ငံတစ်ခုအဖြစ်နဲ့ရပ်တည်နေပြီပဲဖြစ်ပါတယ်။ကော့စတာရီကာမှာဆိုရင်ပြည်တွင်းလုံခြုံရေးအတွက်ရဲတပ်ဖွဲ့ဝင်တွေရှိပြီးကာကွယ်ရေးအတွက်ကတော့နိုင်ငံတကာသဘောတူညီချက်စာချုပ်တွေနဲ့တန်တမန်ဆက်ဆံရေးတွေကိုဗဟိုပြုပြီးလဲပတ်နေရပဲဖြစ်ပါတယ်။နံပါတ်3 Liechtenstein ဒီနိုင်ငံကတော့သေးငယ်ပြီးစစ်တပ်မရှိပေမဲ့လုံခြုံတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံနဲ့အော်စတြီးယားနိုင်ငံကြားမှာရှိတဲ့နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး1868ခုနှစ်မှာထိန်းသိမ်းရေးစရိတ်တွေကြောင့်စစ်တပ်ကိုဖျက်သိမ်းခဲ့တာပဲဖြစ်ပါတယ်။စစ်အင်အားမရှိတဲ့ဒီနိုင်ငံကတန်တမန်ရေးရာအကူအညီအတွက်ဆွစ်ဇာလန်နိုင်ငံကိုမှီခိုနေရပြီးပြင်းထန်တဲ့ကိစ္စတွေမှာတော့ကာကွယ်ရေးကူညီပေးဖို့အတွက်သဘောတူညီချက်တွေပြုလုပ်ထားတာပဲဖြစ်ပါတယ်။ဒီနိုင်ငံမှာဆိုရင်တော့ရေတပ်မရှိလေတပ်မရှိပေမဲ့လည်းရာဇဝတ်မှုနှုန်းနှိမ်ပါမှုခိုင်မာတဲ့ဗန်စနစ်ရှိမှုနဲ့စိတ်ငြိမ်တဲ့နိုင်ငံရေးရည်တည်ချက်တွေကြောင့်ငြိမ်းငြိမ်းချမ်းချမ်းနဲ့နှစ်ပေါင်း150ကျော်တဲ့အထိတည်ရှိနေရပဲဖြစ်ပါတယ်။နံပါတ်4ဖလောင်းနိုင်ငံကတော့ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ခြမ်းမှာရှိတဲ့ကျွန်းနိုင်ငံငယ်လေးတစ်ခုပဲဖြစ်ပါတယ်။1994ခုနှစ်မှာလွတ်လပ်ရေးရရှိခဲ့ပြီးအဲ့ဒီအချိန်ကလေးကစစ်တပ်မထားရှိခဲ့တာပဲဖြစ်ပါတယ်။စစ်တပ်အစားအမေရိကန်ပြည်ထောင်စုနဲ့ Compact of Free Association သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပြီးဒီသဘောတူညီချက်အရဒီနိုင်ငံကအရပ်ဖက်ရဲတပ်ဖွဲ့ဝင်တွေကနေတဆင့်ပြည်တွင်းလုံခြုံရေးကိုတာဝန်ယူဆောင်ရွက်ရပြီးအမေရိကန်ကတော့ပြည်ပရန်ကာကွယ်ရေးအတွက်တာဝန်ယူပေးရမယ်လို့ပါရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနိုင်ငံဆိုရင်လည်းစစ်တပ်မရှိဘဲနဲ့အခုချိန်ထိငြိမ်းချမ်းနေတဲ့နိုင်ငံတစ်ခုဖြစ်နေတည်ရှိနေရပဲဖြစ်ပါတယ်။နံပါတ်5 Vatican City နိုင်ငံကတော့ကမ္ဘာပေါ်မှာအသေးငယ်ဆုံးနိုင်ငံဖြစ်ပြီးသူ့မှာလည်းကိုယ်ပိုင်စစ်တပ်မရှိပါဘူး။ဒါပေမဲ့ပုပ်ရဟန်းမင်းကြီးနဲ့ Vatican City နိုင်ငံရဲ့ပြည်တွင်းလုံခြုံရေးကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ Swiss အစောင့်တပ်ဖွဲ့တော်ရှိပါတယ်။ဒီ Swiss အစောင့်တပ်ဖွဲ့ကစစ်အင်အားတစ်ခုတော့မဟုတ်ပါဘူး။ပုပ်ရဟန်းမင်းကြီးအတွက်တကိုယ်ရေးကာကွယ်ရေးအတွက်သုံးတဲ့အစောင့်တပ်ဖွဲ့တစ်ခုပဲဖြစ်ပါတယ်။တကယ်လို့ဗာတီကန်မှာစစ်ရေးအရာကြီးကြီးမားမားတစ်ခုခုဖြစ်လာမယ်ဆိုရင်တော့အီတလီနိုင်ငံကကာကွယ်ပေးဖို့တာဝန်ယူထားတာပဲဖြစ်ပါတယ်။အခုပြောပြပေးခဲ့တဲ့နိုင်ငံလေးတွေကတော့ကမ္ဘာပေါ်မှာစစ်တပ်မရှိလဲငြိမ်းချမ်းနေတဲ့နိုင်ငံလေးပဲဖြစ်ပါတယ်။ဒီလိုဘ ഹു တုတရစရာအကြောင်းအရာလေးတွေကိုဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။